ဒီနေ့လေးမှတော့မိုးလေးသုံးဟင်းရီလေးချစ်စားဖြစ်ပါတယ်ရှင်အရင်ဆုံးရင်းနှီးတက်ပါမယ်ပြီးရတော့စပက်လက်ပင်နဲ့ကိုနေသေးရငါတစ်မျိုးထပ်ပြုတ်လို့ရပါတယ်ရှင်ဒီမှာတော့အိမ်မရှိတဲ့ငါးကိုပဲတုတ်ထားပါတယ်ပြုတ်ထထလေးကြည့်ပြီးဆိုရင်ရပါပြီဒီနေရာမှာတော့ငါပြုတ်ကြီးဖို့တော့ထံမတုတ်တော့ပါဘူးရှင်ပြီးရတော့ကျက်သွန်ဒီပက်တီတို့ကိုအစစ်သေးဖြစ်အောင်ပြေထားပါတယ်ငါအသားလေးတွေကိုလည်းနွားထားပေးပါမယ်ငါလေးတွေနွားပြီးဆိုရင်တော့မိုးလေးသုံးဟင်းရီလေးစချစ်ပါမယ်ရှင်အိုးထဲကိုကျက်တော့ဖြူချင်းထောက်ထားတာလေးနဲ့ငါအသားနွားထားတာလေးတွေထည့်ပေးပါမယ်အရောက်လေးလာအောက်လို့နနွေးမိုးလေးအနှဲငယ်ထည့်ပေးပါမယ်အရာသားအတွဲစားအချုံမုတ်လက်ဖေးစားစောစောစီထည့်ပေးပါမယ်ရှင်ပြီးတော့ဆလကရီလေးနဲ့စောထည့်ပေးပါမယ်ရှင်ဟေးဆူလာရတော့ကျက်သွန်နီငါလုံးထည့်ပေးပါမယ်ကျက်သွန်နီလေးအရာပြောင်းလာရတော့ရပါပြီရှင်ပြီးရတော့စောက်ဖို့ပြေပါတော့မယ်ရှင်ပက်တီကျက်သွန်နီမြို့တီစိလေးတွေကိုလည်းကကြီးလေးနဲ့ညာပြီးတော့ထည့်ပေးပါမယ်အိမ်မကြော်ထားတဲ့ဝစ်စီပါကြော်လေးတွေကိုလည်းထည့်ပေးပါမယ်ရှင်ဟေးလေးထည့်ပြီးရတော့ပက်တီပိတ်လေးနဲ့ငရုတ်တိမုတ်လေးထည့်ပါမယ်အရာတော့ကတော့ကိုစိတ်ကြိုက်ပြည့်လို့ရပါတယ်ရှင်ကျွန်မကတော့ငါပြောရည်နဲ့တပ်ပြတီးလေးညှစ်ထည့်ထားပါတယ်ဒါဆိုရင်တော့အရာတော့ရှိတဲ့မိုးလေးသုံးလေးရပါပြီရှင်